ယောက်ျားစစ်စစ်တယောက်ကဘရင်ကြီးကိုမြူဆွဲရမယ်ဆိုတဲ့စစ်စင်ကြီးရပြီးတော့ကောင်လေးကဒီလိုကွက်ဆိုးကြီးနဲ့ကတ်နေရပါတယ်သူကစစ်စစ်တစ်ခုရလာတယ်ဒါပေမဲ့ပြဿနာကအဲ့ဒီ system ကမိမတွေတုံးရမယ့် system ကြီးဖြစ်နေတာပဲသူကငါကယောက်ျားကွက်ဆိုပြီးယူမတက်အောင်ဟစ်နေတော့အဲ့ဒီအချိန်မှာပဲသူ့ညီမလေးရောက်လာတယ်ညီမလေးကိုကြည့်လိုက်တော့တယ်ပတ်စံထုံးရမယ့် system ကြီးရနေပြန်ရောတကယ်တော့ညီမလေးကခစ်တစ်ကဘာမှာထိတ်တန်းစုတယောက်လေးပတ်စံရှာဖို့ပဲတက်တာဖြုံးဖို့မတက်ဘူးတေချာသွားပြီသူတို့မောင်နှမတယောက်ရဲ့ system တွေလွဲသွားတာပဲဒါပေမဲ့အဆိုးဆုံးကအခုမှလာတာ system ရဲ့စီကံချက်တွေကတော့ရမ်းကြမ်းတယ်ညီမလေးကသူတို့အဖေခိုးထားတဲ့ပတ်စံတွေကို3ရက်အတွင်းကုန်အောင်မဖြုံးနိုင်ရင်တမိသားစုလုံးအကုန်မြတ်ခံရမယ်မောင်ဖြစ်သူကလည်း3ရက်အတွင်းဘရင်ကြီးရဲ့ကတင်ပေါ်မရောက်ရင်ရေခဲတိုက်အပုတ်ခံရမယ်ကောင်လေးကတော့ဘရင်ကြီးစီတွားရမယ်ရေးတွေးပြီးငိုချင်နေပြီးညီမလေးကတော့ချက်ချင်းပဲအကြံထုတ်တော့တယ်ငါကပတ်စံဖြုံးမယ်နင်ကဘရင်ကြီးကိုအပိုင်းချုပ်ထားဆိုငါတို့အိမ်ပြန်လို့ရပြီတဲ့ကောင်လေးကတော့မျက်ရည်တွေနဲ့ပောက်ကွဲနေတာပေါ့ဒီလိုနဲ့သူတို့အဖေဖြစ်တဲ့အမတ်ကြီးရောက်လာတဲ့ဒီအဖိုးကြဒီကတာမန်မဟုတ်ဘူးရေဘေးဒုက္ခတွေအတွက်လှူထားတဲ့ငွေလေးငါတသိန်းတိတိကိုခိုးဝှက်ထားတဲ့အချင်းပြအမတ်ကြီးလေးသူကငါဝှက်ထားတဲ့ပတ်စံတွေကိုခွေးတောင်ရှာတွေ့မှာမဟုတ်ဘူးဆိုပြီးခုံယူဝင်ကြွားစွာပြောနေတာညီမလေးကအပတ်စံတွေကိုအမြန်ဖြုံးဖို့လိုနေတာဆိုတော့ခေါင်းမိတောက်သွားတယ်3ရက်အတွင်းအပတ်စံတွေကုန်အောင်မဖြုံးနိုင်ရင်မိသားစုလိုက်အကုညက်ခံရတော့မယ်လေဒါနဲ့ညီမလေးလည်းချက်ချင်းပဲတရုပ်ဆောင်ကောင်းသွားတယ်အဖိုးကြီးရှိမှမျက်ရည်လေးတွေဝဲပြီးအတနာခံလိုက်တာပေါ့အဖိုးကြီးကလည်းသမီးချစ်ဆိုတော့ချက်ချင်းတနာသွားပြီးပတ်စံတွေဝှက်ထားတဲ့နေရာတွေကိုမြေပုံနဲ့တကွာချရေးပေးလိုက်ရောလွယ်လွယ်လေးနဲ့အပုတ်ဝင်သွားတာလေတဲ့ဒီပုံလေးရပြီပတ်စံလေးရပြီဒါပေမဲ့ system ရဲ့စီကံကအပတ်စံတွေကိုဒီတိုင်းလွှင့်ပြလို့မရဘူးအကျိုးရှိရှိနဲ့အကုန်စင်သုံးပြရမှာကောင်လေးကတရင်တစ်ခုပြောပြတယ်အခုမြို့ပြင်မှာဒုက္ခတွေထောင်ပေါင်းများစွာရောက်နေပြီးစစ်တပ်ကမြို့ထဲကိုပေးမဝင်ဘူးလေညီမလေးကဆဲဆိုတော့ချက်ချင်းညံပြေးသွားတယ်ဒါဟာဘရင်ကြီးတမင်ဖန်တီးထားတဲ့ကစားကွက်ဆိုတာသူလေးမိလိုက်တယ်ဒါနဲ့ညီမလေးကဆုံးဖြတ်လိုက်တယ်ဒီငွေတွေကိုဒုက္ခတွေတွေအတွက်အကုန်သုံးပြမယ်လေဒါဆိုရင် system ရဲ့တာဝန်လဲအောင်မြင်မဲ့ဒုက္ခတွေလည်းအဆင်ပြေမဲ့ဘရင်ကြီးရဲ့ပြဿနာကိုလည်းဖြေရှင်းပေးပြီးသားဖြစ်သွားမယ်လေငါကပတ်ဆက်သွားဖြုံမယ်နင်ကအဲ့ဒီဘရင်ကြီးရဲ့ဂရင်ပေါ်ရောက်အောင်အမြန်လုပ်တော့လို့ညီမလေးကအမိန့်ပေးလိုက်တဲ့ကောင်လေးကလည်းတပြင်းတခြားချနဲ့အေးပါတယ်မိသားစုအတွက်ဆိုရင်ဘရင်ကြီးရှိမှအဝိစားချုပ်ပြီးကပြရမလားရတယ်ကွာဆိုပြီးစိတ်ကိုတုံတုံချလိုက်တော့တယ်ဒါနဲ့သူကညီမလေးကိုဒုက္ခတွေကိုဘယ်လိုရှင်းမလဲလို့မေးလိုက်တယ်ညီမလေးကအလုပ်ပေးပြီးကဲတင်မယ်လို့ပြန်ဖြေတယ်ဒီအချိန်မှာသူတို့အဖေမကြီးကတော့သူ့သမီးလေးကပတ်စံတွေကိုပိုလုံကြုံတဲ့နေရာပြောင်းဝတ်ပေးမယ်ထင်ပြီးမျက်ရည်တွေကျနေလေရဲ့ဒီလိုနဲ့ညီမလေးလည်းပတ်စံဖြုံးဖို့မြို့ပြင်ကဘာမှစိုက်လို့မရတဲ့ကြောက်တောင်ကျန်းကြီးတောင်ကိုတွားဝဲတော့တယ်မြေစင်းရုံကအရာရှိကဒီတောင်ကအသုံးမဝင်လို့9000နဲ့ယူပါလို့ဈေးခေါ်လိုက်တဲ့ပုံမှန်ဆိုဈေးစစ်ရမှာလေနော်ဒါပေမဲ့ညီမလေးက9000နဲ့တော့မဝယ်နိုင်ဘူးဆိုပြီးပြည်တယ်တွေနဲ့တိုင်းစကူစာတတ်မှုတဘာဝ organic တတ်မှုစသဖြင့်ခေါင်းစဉ်ပေါင်းစုံတက်ပြီးဘာသာဈေးစွတင်လိုက်တာ3000ဖြစ်သွားရောအရာရှိကြီးခပြအလုပ်လုပ်လာတဲ့နှစ်ပေါင်း20အတွင်းဈေးလာဝယ်ပြီးဈေးပြန်တင်ပေးတဲ့သူပထမဆုံးမြင်ဘူးလာမှုကြောက်တောင်ကြီးဖြစ်သွားတယ်တကယ်တော့ဒီသတင်းကဘရင်ကြီးစီရောက်သွားတယ်ဘရင်ကြီးကသူတို့ကိုငွေကြေးကိန်းကစားနေတယ်လို့ထင်နေတာဒါကြောင့်သူတို့ဘာလုပ်လို့အကုန်ခွင့်ပြုပေးလိုက်ဖို့နဲ့ဒီသားဖတွေဘာဆက်လုပ်မလဲစောင့်ကြည့်ဖို့အမိန့်ပေးလိုက်တယ်ဒီတော့ညီမလေးလည်း3000တန်မြေစာချုပ်ကြီးကင်ပြီးပတ်စံ9000ပဲကျန်တော့တဲ့အချိန်ဒုက္ခတဲ့စခန်းကိုတန်းတော့တယ်ဒုက္ခတဲ့စခန်းရောက်တော့ညီမလေးကအလုပ်သမားတွေချက်ခေါ်ပါပြီးလာစာကယောက်ျား9ချက်မိန်းမ3ချက်ကလေးနဲ့လူကြီး2ချက်ပေးမယ်တနေ့3နဲ့ကျွေးမယ်9ရက်တခါအသားဟင်းကျွေးမယ်အဝတ်စားပေးမယ်စေကူတာရဲ့အလကားတစ်လား2ရက်နားရမယ်ဆိုတော့ဒုက္ခတဲ့တွေယူမတက်ပြောသွားကြတာပေါ့အဲ့ဒီမှာလူတစ်ယောက်ကသူ3ယောက်စာအလုပ်လုပ်နိုင်တယ်ဆိုပြီးအလူရက်တွေဖြစ်ကုန်ရောအဲ့ဒီထဲမှာအလန်းဆုံးကအလုပ်လာလျှောက်တဲ့သူတွေပဲတစ်ယောက်ကအရင်ကရှေးဟောင်းပစ္စည်းတူတွေလေရောင်းလာလို့ဝန်ခံတဲ့ညီမလေးကသူ့လက်ပတ်တယ်ဆိုပြီးဝယ်ယူမှုခတ်လိုက်ပြီးပစ္စည်းတွေကိုဈေးအကြီးဆုံးပေးဝယ်ခိုင်းတော့တယ်နောက်တစ်ဆက်ကမှပဲပိတ်ပိတ်ပါပါကောင်းလေးတစ်ယောက်မှောက်ရက်လဲကျလာတယ်သူကကန်ရမ်းဆိုလို့အရင်ကအလုပ်လုပ်ခဲ့တဲ့ဆိုင်90လုံးပြေးဝါလီခံသွားရတယ်လို့ဝမ်းနဲ့ပတ်လက်နဲ့ပြောတယ်ဒီစကားလဲကြားရောညီမလေးမျက်လုံးတွေအယောင်လက်သွားတယ်သူတစ်ယောက်တည်းနဲ့ဆိုင်90လုံးပြုတ်သွားအောင်လုပ်နိုင်တာတကယ် permission ပဲဆိုပြီးအဲ့ဒီကဆုံးမလေးကိုတလားလားစာတစ်ဆက်ချက်ပေးပြီးစီမံကိန်းမန်နေဂျာကြီးအဖြစ်ချက်ချင်းခန့်ပြလိုက်တော့တယ်ဒီအဖြစ်တွေကိုစောင့်ကြည့်နေတဲ့ဘရင်ကြီးကတော့ပြုံးစီစီနဲ့ပေါ့သူကဒီကောင်မလေးကဒုက္ခတွေကိုပတ်စံတွေခွဲပြီးအခြေအနေကိုထိနေတာလို့တွေးနေတဲ့ပတ်စံတွေကုန်သွားတဲ့တနေ့ဒုက္ခတွေစုပူတောင်းချမ်းတာကိုသူဘယ်လိုဖြေရှင်းမလဲကြည့်ရတရားပေါ့လို့ဘရင်ကြီးကစောင့်ကြည့်နေတယ်တကယ်တော့ညီမလေးကပတ်စံကုန်အောင်ဖြုံးချင်နေတာကိုဘရင်ကြီးကအထင်တွေလွဲနေတာလေ movie recap တွေအတွက် follow လုပ်ဂူမီသားစုကို6တုံးဖို့ကြံစီနေကြတဲ့ရန်သူတွေကဒုက္ခတွေကိုအသုံးချပြီးပြဿနာရှာဖို့ပြင်နေကြချိန်မှာဂူမီသားစုရဲ့သမီးဖြစ်သူရွေးအားကတော့အနာဂတ်ရင်းနှီးမြှုပ်နှံမှုဆိုပြီးစီးပွားရေးအကွက်တွေရွှေ့နေခဲ့ပါတယ်မြေကွက်ဝယ်ဖို့13000ထိတုံးလိုက်လို့အဖေဖြစ်သူကဘာလို့ဒီလောက်တောင်များရတာလဲဆိုပြီးလန့်သွားပါတယ်အဲ့ဒီခါရွေးအားကဒါကိုပြည်သူတွေကြားစီးစိမ်ဝတ်ထားပြီးအစုပ်ဖြင့်အနိုင်ယူတာလို့ခေါ်တယ်သမီးဝယ်ခဲ့တာအနာဂတ်ဈေးကွက်နဲ့တန်ဖိုးတက်လာမဲ့အလားအလာတွေပါနောက်ဆိုအမျက်တွေနှစ်ဆတက်လာပြီး16000ဖြစ်လာမှာပါဆိုပြီးစိတ်ကြီးဝင်စွာရှင်းပြလိုက်ပါတယ်သမီးဖြစ်သူရဲ့စကားကိုကြားတော့အဖေဖြစ်သူကဝမ်းသာအားရနဲ့ကောင်းတယ်သမီးစားတာရီမန်းချက်ကြီးလိုက်တာနှစ်ဆတောင်ဖြစ်မယ်ဒါနဲ့ငါ့ကိုရောမေးလိုက်တော့ဒီအချိန်မှာအင်းစီအဖိုးကတခင်လေးဟာမိုးလွဲပိုင်းကလေးကအခန်းထဲမှာအောင်းနေပြီးထမင်းလည်းမစားရသေးဘူးလို့သတင်းလာပို့ပါတယ်တစ်ခါမှာတော့ဂူမီသားစုရဲ့သားဖြစ်သူဂူမင်းလီတယောက်အခန်းထဲမှာကျိုးဆွဲချတနက်ရန်ပြင်နေခဲ့တာပါအဲ့ဒီအချိန်ရွေးအားရောက်လာတော့ဂူမင်းလီကရှုပ်အလုရှုပ်နေတာလားလေဘင်းကရုပ်ဖို့အဆင်မပြေလို့လားလို့မေးလိုက်ပါတယ်ဂူမင်းလီကစိတ်ပြက်လက်ပြက်နဲ့ငါကျိုးဆွဲချတင်နေတာမမြင်ဘူးလားနင်ငါ့ကိုမတားဘူးလားလို့ပြန်ပြောတော့ရွေးအားကဘာလို့တားရမှာလဲနင်မှာတရက်ပဲကျွန်တော်ဒါလေးငကားကုတင်ပေါ်မတက်နိုင်ရင်လည်းတေးရမှာပဲမဟုတ်သေးဘူးအရင်ဆုံးမိမဆိုးဖြစ်သွားမှာဆိုပြီးမတားတဲ့အပြင်အမှန်တရားကိုထောက်ပြလိုက်ပါတယ်ဒီအခါကူမင်းလီကငါဒီနေ့မှသိတယ်အေဂရစ်ကငါတို့ဖေဖေနဲ့ကူမီသားစုပေါ်ထားတဲ့အညိုးအာဃာတတွေအကုန်ငါကောင်းပေါ်ပဲရောက်လာတာငါတို့ဖေဖေဒီနေ့ဘာလုပ်လိုက်လို့လဲအညိုးတေးတံမိုးက200ကျော်တောင်ထက်တက်လာတာဆိုပြီးငုံမဲမဲနဲ့ညီးတော့လိုက်ပါတယ်ရွေးအားကလည်းဖေဖေကဒီနေ့အရန်လိမ်မာနေတာပါနင်မဲပြဿနာရှာလို့အေဂရစ်မနစ်မြို့တာမဟုတ်ဘူးလားအေဂရစ်ကငါတို့ကိုငွေမဲခွာချနေတယ်လို့တန်တရားဝင်နေတာဖြစ်လိမ့်မယ်အကိုနင်ဒီညဟန်လင်းเจ้าမှာညဆောက်တာဝင်ကြတယ်မလားအညိုးတေးတွေရော့သွားအောင်ငကားကူတင်ပေါ်သွားတက်ရမယ်မဟုတ်ရင်ငါတို့မိသားစုတစ်ခုလုံးသွားပြီးလို့ထပ်ပြောတာကြောင့်ပဲမတက်တာတဲ့အဆုံးအေဂရစ်ရဲ့ကတင်ပေါ်တက်ဖို့ဆုံးဖြတ်လိုက်ရပါတယ်
ညဘက်ရောက်တဲ့အခါဂူမင်းလီဟာအရေးကြီးစာချုပ်လွှာပြစရာရှိတယ်ဆိုပြီးအေဂရစ်ရဲ့အိတ်ဆောင်တဲ့အထိအတင်းဝင်သွားပါတယ်အေဂရစ်ကအိတ်ရဝင်နေပြီဖြစ်ပေမဲ့ဂူမင်းလီကတော့အခွင့်အရေးကိုလက်မလွတ်ပဲကတင်ပေါ်အထိအတင်းတက်သွားခဲ့ပါတယ်အမျိုးသားချင်းစိတ်မဝင်စားတဲ့အေဂရစ်မင်းကဒေါသတကြီးကိုမျက်ဖို့မိထုတ်တော့မဲ့အချိန်မှာဂူမင်းလီကပါဆက်ကရရအကြောင်းပြချက်ပေးလိုက်ရပါတယ်မင်းညကအိမ်မက်ထဲမှာနက်တေဝါကသူ့ကိုငကားကတင်ပေါ်ထိုင်ခိုင်းပြီးဂျန်ကျိုရေဘေးထိန်းချုပ်ရေးလှုပ်ဝက်ချက်တွေကိုတင်ပေးခဲ့ပါတယ်ဆိုပြလိန်ညာလျှောက်တင်လိုက်တာပါဒီလိုနဲ့ဂူမင်းလီဟာဂျန်ကျိုရေဘေးကတဘာဝဘေးမဟုတ်ပဲရေလွတ်ပေါက်ဒီဇိုင်းမမှန်လို့နှုံးသေးတွေစုပုံပြီးတာတမန်ကျိုးရတာဖြစ်ကြောင်းစနစ်တကျရှင်းပြရင်ရေခွဲတမန်ဆောက်လုပ်ရေးနီလန်းတွေကိုလျှောက်တင်ခဲ့ပါတယ်တနစ်တကျရှင်းပြပြီးမှတော့စနစ်ကပေးထားတဲ့တာဝန်အရအေဂရစ်ဆွဲလန်းကြံရအောင်ခေါင်းစကားပြောရတော့မှဖြစ်တာကြောင့်ဂူမင်းလီဟာအေဂရစ်ရဲ့မျက်နှာကိုတကယ်ကြီးလေးနဲ့တွားမှုတ်လိုက်ပါတယ်အေဂရစ်လည်းဒေါသထွက်ပြီးအဆောင်တွေကိုခေါ်လိုက်ပေမဲ့ဂူမင်းလီရဲ့မြေကြောင်ထိန်းသိမ်းရေးအသိပညာကိုသဘောကျသွားတာကြောင့်မတက်တော့ပဲမနှက်ဖြန်ညမှာလည်းဆက်လက်ညဆောင်ခိုင်းဖို့မိန့်မလိုက်ပါတယ်အခြားတစ်ဖက်မှာတော့ရွဲအားဟာမိသားစုစီးပွားပျက်စီးသွားအောင်ဆိုပြီးအဖိုးမဖြတ်နိုင်တဲ့တောင်ကတုံးကြီးတစ်ခုကိုရည်ရွယ်ချက်ရှိသွားဝယ်ခဲ့ပါတယ်။ဒါပေမဲ့စေးဆိုင်ကတာဝန်ရှိသူတွေသွားစစ်ဆေးလိုက်တဲ့အခါအဲ့ဒီတောင်ပေါ်မှာတံမိုးကြီးဆေးပင်တွေအပြည့်ရှိနေတဲ့ပစွန်သီးပင်တွေဟာတလိပ်ပြောက်ချောင်းဆိုးပြောက်ပြီးအစာအိမ်အားကောင်းစေတဲ့ရှားပါဂျူဟုံတိုင်းရင်စေးသီးတွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။ရှုံးအောင်လုပ်ခါမှရွှေတောင်ကြီးဖြစ်သွားပြီးမိသားစုစီးပွားရေးပုံမအောင်မြင်သွားတာကြောင့်ရွဲအားတယောက်စီးပွားပြတ်အောင်လုပ်ရမယ့်တာဝန်မပြီးမြောက်နိုင်တော့ပဲအကျက်ရိုက်သွားရပြန်ပါတယ်။ဟာဒါကြီးကတကယ်အမျက်ထွက်နေရင်ငါရဲ့စီးစိမ်ကိုဖြုံးတိပြရမယ့်တာဝန်ကြီးဘလို့လို့အကောင့်ထဲပေါ်ရတော့မှလဲလို့အတွေးလိုနေတော့တိုင်ပင်ခံတွေနဲ့လုံသားတွေရောက်လာတာကြောင့်အတန်မမာနဲ့ဟောက်လိုက်ပါတယ်ကဲအားလုံးငင်းငင်းနေပြောစမ်းဒီရက်ပိုင်းငွေဘယ်လောက်တောင်ဖြုံးတိပြလိုက်ပြီလဲတိုင်ပင်ခံကလည်းကြောက်ကြောက်နဲ့ပဲစည်ရင်ပြပါတယ်3ရက်အတွင်းလုံအားခပစ္စည်းဖို့နဲ့စားစရိတ်အပါဝင်စုစုပေါင်းငွေပြ8000ကုန်သွားပြီအရင်က9300သုံးထားတာမို့အခုသုံးဖို့ကျန်တာငွေပြ4300ကျန်ပါရှိသေးတယ်တဲ့မင်းရွက်တယောက်စည်ရင်ကြတာနဲ့ကြောက်အံ့သွားပါတယ်မဖြစ်နိုင်တာငါပတ်စံတွေအများကြီးသုံးထားတာကိုဘာလို့ကျန်တဲ့ပတ်စံကပုံများလာရတာလဲဆိုပြီးမတင်ကဖြစ်သွားချိန်မှာပဲစားတဆောင်ရောက်လာပါတယ်ကြည့်လိုက်တော့လက်စားတဲ့သူ့အဖေဝင်ကြီးစီကဖြစ်နေပြီးတမီလေးပင်ပန်းသွားပြီဆိုတဲ့စာတို့လေးပါလာတာပါမင်းရွက်လည်းစိတ်ပြက်လက်ပြက်နဲ့ငါရဲ့လက်စားတဲ့အဖေဝင်ကြီးကတော့ငါ့ကိုစောစောစီးစီးအသေးဆိုးနဲ့တေအောင်တက်နေတာပဲလို့တွေးပြီးဒေါသထွက်နေတော့ချီမင်းသားရောက်လာတယ်ဆိုပြီးကြီးညာတန်ထွက်လာပါတယ်ချီမင်းသားကခက်တီတီခန့်ခန့်ကြီးဝင်လာပြီးဒီနေရာရဲ့အကြီးကတာဝန်ရှိသူကဘယ်သူလဲလို့မေးလိုက်တဲ့အခါမင်းရွက်ကတက်တီမွေးပြီးပြန်ခံပြောပါတယ်ဒါမင်းမေရဲ့ပိုင်ဆိုင်မှုပါမြေကွက်စာချုပ်အပြည့်စုံရှိပြီးမြို့တော်ဝင်ရုံးမှာလည်းစည်ရင်သွင်းထားပါတယ်ပေါ့ချီမင်းသားကမင်းရွက်ကိုစူးစူးဆိုင်ဆိုင်ကြည့်ပြီးမိမလာလေးကလက်ကောင်းလာချီလားအမြုံတောင်ကြီးကိုဝယ်ဖို့ငွေပြ3000နဲ့ဒုက္ခတဲ့1500ကိုအစားအသောက်နေစရိတ်ငွေပြ9ပြားစီပေးထားတာတကယ်ကိုအိမ်ကစီးစိမ်တော်တော်ကျွဲဝတာပဲဒီမြေထီတောင်နဲ့ဒီလူတောင်းချီဟာမင်းပတ်စံတယောက်တည်းနဲ့လဲပတ်နေတာပေါ့လို့မေးလိုက်တော့မင်းရွက်ကလည်းလှည့်ပတ်ပြီးဆရာကြီးစတိုင်နဲ့ရောချလိုက်ပါတယ်မင်းသားကြီးဘိုးအောက်မြေပြင်တစ်ခုလုံးဟာဘရင်မင်းမြတ်ရဲ့ပိုင်နဲ့ပါပဲဒီမြေဟာအစိုးရပိုင်ဖြစ်တယ်လို့ဒုက္ခသည်တွေဟာလည်းဘရင်မင်းမြတ်ရဲ့ပြည်သူတွေပါမေသုံးလိုက်တဲ့ငွေပြားတိုင်းဟာတွားတဲ့နေရာကိုရောက်သွားတာမို့ပြည်သူတွေအေးချမ်းစွာနေထိုင်နိုင်ပြီးတိုင်းပြည်တည်ငြိမ်ဖို့အတွက်ပါပဲလို့ကောင်းကောင်းကြီးလှိမ့်လိုက်ပါတယ်ချီမင်းသားကလည်းသဘောကျသွားပြီးကောင်းမွန်စွာပြောဆိုလိုက်တာပဲမိမလာလေးကတိုင်းပြည်ကိုဒီလောက်တန်ဖိုးထားမှတော့နောက်လာကြရင်ပြန်လာခဲ့မယ်ရလက်တွေကိုစစ်ဆေးတာပေါ့အဲ့ဒီအချိန်ကျရင်စည်ရင်စရာတွေကိုအတိအကျစစ်ဆေးမှတော့လို့မိတ်လိုက်တာကြောင့်မင်းရွက်စိတ်ဓာတ်တွေဝုန်းကားနဲ့ပြိုလဲသွားပါတယ်အေဂရစ်ကဘန်နာတော့တိုက်တဲ့အမျက်ငွေတွင်းခိုင်းနေတာမို့စည်ရင်မပြနိုင်ရင်တမိသားစုလုံးအသေးဆိုးနဲ့တေးရမှာကိုအခြေအနေတွေဆိုးရွားနေချိန်မှာပဲမင်းရွက်တို့မောင်နှမ2ယောက်အဆင့်လိုက်အစည်းအဝေးထိုင်ကြပါတယ်မင်းရွက်ကသူ့အကိုကိုမေးလိုက်ပါတယ်အကိုအေဂရစ်ရဲ့မုံတိမှုအဆင့်ဘယ်လောက်လျော့သွားပြီလဲအကိုဖြစ်သူကလက်ညှိုးငါးချောင်းထောင်ပြလိုက်တော့မင်းရွက်က90လား900လားလို့မျောလင်းချက်အပြည့်နဲ့မေးတာပေါ့ဒါပေမဲ့အကိုဖြစ်သူကတက်ပြင်းချပြီး9မှတ်ပဲလို့ပြောလိုက်တာနဲ့မင်းရွက်စိတ်တဆဖြစ်သွားပါတယ်နင်ကအေဂရစ်ရဲ့ကတင်ပေါ်အထိခက်ခက်ခဲခဲတက်နိုင်ခဲ့ပြီးတညလုံးရေချောင်းအင်ဂျင်နီယာအကြောင်းပြောပြတာကို9မှတ်ပဲရော့တယ်ဟုတ်လားဒီစနစ်ကငါ့ကိုမလုံမုန်းထားနေတာသိကြတယ်ပညာတတ်တယောက်ကိုတက်ရင်တက်ပြီးလိုက်စမ်းအဆက်ခွဲလို့မရဘူးငါမလုပ်တော့ဘူးဆိုပြီးကြိုးသွားပြေးဆွဲပြန်ပါတယ်ခဏကြာတော့လေထူးပါဘူးအလွန်ဆုံးရှိသေးုံပဲပေါ့ငါလုံနိုင်တဲ့လုပ်ကိုလုပ်ရမယ်ဆိုပြီးကိုအားပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစနစ်စီကအတန်ထွက်လာပြီးဂုံယူပါတယ်ပထမဆုံးအကြိမ်တိုးတက်သွားတဲ့အတွက်လှုပ်ဝက်ကျန်းစာလဲခွင့်ပွင့်သွားပါပြီဆိုပြီးဘောနက်ရလိုက်ပါတယ်အကိုဖြစ်သူကကျန်းစာကိုဖတ်ကြည့်လိုက်ထူးကတော့ကျွဲကောတီပြုပြင်ထုတ်လုပ်နည်းအမှုပညာနဲ့အကိုဖြစ်သူကမင်းရွက်နင်းဝယ်ထားတဲ့အမြုံတောင်ကြီးကတမိုးကြီးဆေးဘက်ဝင်အပင်တွေကြီးပဲမဟုတ်ဘူးလားလို့လန့်သွားတော့မင်းရွက်ကငါကရောဒီလိုဖြစ်ချင်လို့လားချီမင်းသားကဒီနေ့လာစစ်နေတာပတ်စံတွေအကုန်မဖြုံးနိုင်ရင်ငါတို့အိမ်တော်စုတော့တကယ်ပျက်စီးပြီလို့စိတ်ပြက်လက်ပြက်ပြန်ပြောပါတယ်ဒါပေမဲ့စနစ်ကအနားမပေးပါဘူးတာဝန်တစ်ထပ်ပေးလိုက်ပါတယ်10ရက်အတွင်းအေဂရီအိတ်ဆောင်မှာအကတ်တပုတ်ကိုကပြရမည်လိုအပ်ချက်ပရိသတ်တရက်လုံးကိုမြင့်တက်သွားစေရမည်ကြာရှုံးပါကအပြစ်ဒဏ်အေးဆက်သောနန်းဆောင်သူပို့ဆောင်ခံရမည်တဲ့အကိုဖြစ်သူကငါကလမ်းဘေးကပြည်သူအကတောင်စိမ့်နေတာအေဂရီကိုမြင့်တက်သွားအောင်ဘလို့ဆွဲဆောင်ကပြရမလဲစိန်သက်တွေကြလာပါတယ်အကိုဘလို့ပဲညင်းပေမဲ့မင်းရွက်ကညံနေညံနဲ့ထုတ်လိုက်ပါတယ်အကိုမြင့်တက်သွားစေတဲ့သဘောတရားကထင်မှတ်မထားတာကိုလုပ်ပြတာပဲခေပြိုင်ကအမျိုးအစားတွေအများကြီးရှိတယ်ဥပမာရေညှိပင်လေးလိုမျိုးရေညှိလိုင်းနဲ့အတူလွင့်ပါလှုပ်ရှားဆိုပြီးအကတပုတ်ကိုစတင်ကပြလိုက်ပါတယ်အကိုဖြစ်သူလည်းမထူးဆက်ခင်းပြီးအေဂရစ်ရှိမှာငါပုံရိပ်ကပြန်ပြင်လို့မရတော့တာကွဲနေတဲ့အိုးကိုအကုန်ရိုက်ခွဲလိုက်တာပေါ့ဆိုပြီးကတိုက်ကြရရေညှိကကျင်းရပါတော့တယ်မင်းရွက်ကလည်းဘေးကနေဟုတ်တယ်အဲ့ဒီခံစားချက်ပဲဒီအဆင့်တိုင်းထိန်းထားရင်အကိုကတာယုံမင်းဆက်ရဲ့နံပါတ်1ဖပင်အကသမားဖြစ်လာမှာဆိုပြီးမြှောက်ပေးနေတာပါ
အဲ့ဒီတော့မှပဲတိုင်ပင်ခံရောက်လာပြီးဂျင်းကျိုးဘက်ကနေဒုက္ခတွေတစ်ထောင်ထက်ရောက်လာပြန်ပြီးအစားနဲ့နေစည်းအပြင်ငွေပြားငါးပြားပေးတယ်ဆိုတာကြားလို့ရောက်လာတာလို့သတင်းလာပေးပါတယ်မိရွက်အတွက်တော့ဒါဟာပတ်စံဖြုံးဖို့အလိုလိုရောက်လာတဲ့ဘန္နာဖြုံးစရာခွင့်ရေးကြီးပါပဲ